တို့ရွယ်လှဖို့ကွယ်အတက်ကလေးကငယ်သေးတယ်ဘာကြောင့်ငွေစုအကာကွယ်ကိုယူမှလဲဟုတ်တယ်ဒီအကြောင်းလေးပြပြမယ်နော်ကျမတို့အိမ်မှာအဓိကဝင်ငွေရှာနေတဲ့သူတွေကအသက်20ကျော်30ကျော်40ကျော်အဲလိုမျိုးလူလက်တန်းစားတွေကအဓိကဝင်ငွေရှာတယ်50ကျော်60ကျော်တွေဆိုလို့ရှိရင်အိမ်မှာမိခိုအနေနဲ့နေကြတယ်အဲ့ဒီအတွက်ဘလူးတွေကအာမခံထားမဲ့အရွယ်လဲဆိုလို့ရှိရင်လူငယ်တွေကတကယ်တမ်းကျတော့အသက်အာမခံငွေစုအကာအကွယ်ယူရမယ့်အချိန်မှာအသက်ငယ်တဲ့သူတွေအတွက်အာသာချက်ကကြတော့ကိုသွင်းရမယ့်ငွေပမာဏတွေကလည်းတကြီးတဲ့သူတွေလောက်ပုံမသွင်းရဘူးပြီးတော့ကိုကအသက်ငယ်သေးတယ်ဒါပေမဲ့ကိုမသားရဲ့သမီးတွေကရွယ်မြောက်သေးဘူးဆိုလို့ရှိရင်တော့ဒါကိုသားရဲ့သမီးတွေရဲ့ပညာရေးမှာထုတ်သွင်းလို့ရတယ်ပြီးတော့ကိုမှမိခိုနေတဲ့မိဘရှိရဆိုလို့ရှိရင်လည်းဒါကိုမိဘတွေအတွက်ထူဆောင်းငွေလည်းဖြစ်တယ်လို့ကိုအတွက်အကာအကွယ်လည်းဖြစ်ပါတယ်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ရှင်